တော်ညာလေဒါပြောမယ်လေဟုတ်တယ်ဒါပေမဲ့သူရန်တာသူကသူ့မျက်လုံးကြီးကမညာလည်းမညာတော့ ဟိုပင်သားကငါလည်းမဟုတ်ဘူးလေဘာလို့ပင်သားငါအပြန်ပါနေတယ်ထက်ပြင်သူပေါ်တော့မှလေအဲ့တော့ဒေါသတွေဝူးတွေလုံးနေကိုတော်ဆိုပြီးအောက်ကိုသိကြပါကိုရောဘုရားချစ်တို့ကဥမကြိုက်ဘူးအဲ့ဒါမောင်းသီဆိုတာ သူကဆိုတတ်တယ်အဲ့ဒါမျိုးမောင်းသီဆိုတာလည်းရှက်ပြော ကြည့်ပါအကုန်လုံးနိုင်မဟုတ်ဘူးပေါ့နော်ဟိုမှာထိထိတို့လည်းကြည့်ကြတယ်ကြည့်စရာကောင်းပါဘူး သားမီးမြောက်လေးပေါ်အောက်လေးအဲ့လိုမျိုးလေးမြင်ရတော့ကိုယ်လေးခံစား မခိုင်လေးလို့ပေါ့ surprise ပေါ့ဒါပေမဲ့သူပြောလို့ပဲကြီးလဲရပါတယ်ငါစံနေမျိုးတွေပြချင်ဘူး မြင့်လေဒုတိယဆန်နေမြင့်လေငါကျွန်တော်မြောက်ပေးတာမဟုတ်ဘူး ဟုတ်တယ်ဒါပေမဲ့လည်းအဲ့လိုသူလစ်သွားတဲ့ခါရှိမှာပေါ့အဲ့ဒါကြောင့်မို့အမသမီးအောင်မှပဲအမကိုအိမ်ကြတော့ပြောတယ်ဒါအဲ့ဒီခိုင်နေပြီမလို့အဲ့လိုဖြစ်တာမေကြီးဆိုတော့လုံးဝမရအောင်မဟုတ်ဘူးလေဘာဖြစ်လို့လဲဆိုတော့မေကြီးကမီးသွားနေရတယ်တစ်ချိန်လုံးဖုန်းဆိုင်ဆက်မဆက်တစ်ချိန်လုံးလိုက်နေရလေးတဲ့ညတောင်တော့တစ်ချိန်မှခက်လို့မရတာလားပြောနေတယ် အဲ့တော့ကိုသမီးလေးသာပြန်နေဆိုရင်ချက်ချင်းတန်းသိပါလား အေးရအောင် သူလှည့်လို့မရအောင်ပါဆိုရင် လကားပြောပါနောက်တော့ပါအဲ့လောက်ကြည့်တော့လည်းမဟုတ်ပါဘူး ဟုတ်ကဲ့ပါ ပြေဝဝါသမီးတွေ ပြောနေကြပါတော့အမေဆိုတာဒီလိုပဲလက်ကလေးသူသမီးရဲ့လက်ကလေးမြင်တော့အဲ့ဒါငါသမီးလက်ဆိုတော့ပြောရတယ်ရမ်းချစ်ကြမှတ်မိရောနော်လက်ကလေးမြင်တော့အခေါ်လေးမှာကိုယ်လေးမြင်တော့ မိခင်ကအဲ့စိတ်ပဲအလင်းတယောက်တည်းမိခင်မဟုတ်မိခင်ကအဲ့စိတ်ပဲဆိုတော့အများကြီးပြောနေတယ် ငါကဘာလို့ကွက်တဲ့အယုတ်ကိုတွေ့လာ အခုအဖေရလာခန်းကောပါလေကျူကြီးဖြစ်တော့လေးလေးထိုင်းထိုင်းမိုင်းမိုင်းတာအခုကကလေးလုံးဝ fresh လေးရဲချစ်ဖို့ကောင်းတာ ဒါမလေးလေးရတော့ခဲ့ပါတော့ကွက်တဲ့အယုတ်ကိုပါ မဟုတ်ပါအဲ့တုန်းကလည်းအဲ့လိုပေါ့နော်ကိုကပုံမှန်ဆိုရင်ကိုကအသက်လည်းကြီးနေပြီလေအမှန်တကယ်ဆိုကိုအဲ့လိုမျိုးတွေလည်းလုံးနိုင်မလုံးနိုင်ဘူးပေါ့နော်ဒါပေမဲ့အောက်ကလူလူမသိကျင်တဲ့စိတ်တစ်ခုတည်းနဲ့ကို့မှာအထဲမှာပစ္စည်းရလေးအားရကြတဲ့မှာအတင်းကိုသူတို့တွေလူမအောင်နှုတ်ဆိုသူကနှုတ်ဆိုသိရတော့မှလေအဲ့တော့ကလေးဟန်နေအတင်းအသေးအတန်ကိုပြောတာနော် ဒီတော့ တတိယပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ domestic ကသူလုပ်တဲ့ဟာလေးတွေပြန်တတိယပြီးတော့ပြောဖို့ကောင်းတယ် ဒီမှာလည်းတော့ဆိုရစီစီတဲ့ကြည့်ပြလာလို့စီစီရတယ်အားရ ။မင်းကကိုဘာလို့လို့တချင်းမဲဆိုကားပဲရိုက်ပေါ့နော်။ကိုယုံကြည်မှုမရှိနေရအမင်းအားနဲ့ချက်ပဲပေါ့နော်။ကိုကားကိုပြန်ကြည့်နေအရင်ကြောက်တာအခုပဲမှလူမျိုးနောက်လာပြီ။ဒီမျိုးကမလေးပေးနဲ့မှကြည့်ဟာဒုက္ခပဲဟာနေရတယ်လို့ငါဘောင်ငါရီဆိုငါပြန်ကြည့်ရင်ကိုငဲတဲ့ကြောက်တာရင်နေတုံပြီးတော့လေဟာဘယ်တော့မှစိုးရတယ်ဘယ်တော့မှအဲ့လိုမျိုးကြည့်နေကြမှာဆရာကြီးဟာလေနေကငါနားမှာလာကြည့်နေငါမှရင်နေတောင်တုံတယ်လို့သူ့ကိုနားအောင်ရခုန ပြောပါပြောပါသေးတယ် သူကတော့နှစ်သိမ့်ပြီးတာနေမှာပေါ့ကောင်းတယ်ပေါ့ တော့ပန်းလာရောဒါဥလမို့လို့မှန်းနေကြတယ် မလုံးနဲ့သူစိတ်ကိုညာလေဒါပြောမယ်လေ ကိုပြန်ညာတွေ့နေတယ် ဟုတ်တယ်ဒါပေမဲ့သူရန်တာသူ့မျက်လုံးကြီးကမညာလည်းမညာတော့ ဟိုပင်သားကငါလည်းမဟုတ်ဘူးလေဘာလို့ပင်သားငါအပြန်ပါနေတယ် ဒီတာနေလိုက်ရန်ကိုလည်းလို့မှန်းမိလားကိုလည်းကပုံမိုးတယ်မှန်းမိလား ကိုမိုးတန်ကြီးပဲဥစ္စာကြီးသူကလေကိုမိုးကညာမညာတတ်တာမညာတတ်တော့သူကဟိုပေါ့နော်ဟိုဒီထက်ပြင်သူပေါ်တော့မှလေအဲ့တော့ဒေါသတွေဝူးတွေလုံးနေကိုတော်ဆိုပြီးအောက်ပိုသိကြပါကိုတယ်ရောမသိအောင်ဘလို့ရှောင်ခဲ့ခဲ့ရတယ် ကိုမျိုးတွေကပါဖုန်းဆက်ပြီးတာလေအဲ့လိုအမကြီးအကူကြီးကနေပြီးတာလုံးဝမသိဘူးမိသားစုကလုံးဝမသိအဲ့နဲ့အဲ့နေလားတဲ့ဘာလဲတမက်ကမသိဘူး
ဟာအဲ့လိုမျိုးပြောပြီးသွားတော့မှတော်အော်ဖို့ကောင်းတယ်ကိုမိသားစုကိုတော့မပြော ကိုမိုးအားဆိုရင်မကြခင်ပေါ်တော့မှာမဟုတ်ကိုမိုးအားနော် ကိုမိုးကြီးပါ တကယ်သူဆိုနေကြတဲ့ချက် သူအဲ့ဒါဆိုတတ်တယ်အဲ့ဒါမျိုးမောင်တီဆိုတာလည်းရှောက်ပြော တိတ်ဆိုတော့မယ်တင်တယ်လိုက်ဆောင်နေဆိုရ ဟုတ်တယ်ဆိုရာဆိုမဲ့ဒါမဲ့ရှော့ဆိုပါပြီးတော့သူ့အိမ်နဲ့ပြီးအစဆုံးကြည့်တယ်ဆိုတော့ဒါသူပီတိဖြစ်ရမှာပေါ့ ဘဝညာချစ်တို့ကဥမကြိုက်ဘူးအဲ့ဒါမောင်းသီဆိုတာ She's on the other table အတော်ပဲ The yo ne queye အပေါ်ရှိတယ် ဟုတ်ပါနော်မလေးအများကြီးပြောနေကြပါမလေးပါအလုပ်လို့ရှိရင်ဗာလေးလုပ်လို့တက်နိုင်တဲ့လောက်စိတ်ထည့်ပြီးလုပ်ပါတယ်လုပ်ရင်းနဲ့မှလိုအပ်တာလေးတွေလည်းရှိနေပေါ့နော်မှားတာလေးလည်းရှိနေအားလုံးဒီချန်ဖွင့်လို့ပြီးတော့ဒီတန်တဲ့ကားလေးကိုလည်းပေါ့နော်လာကြည့်ပြရအောင်ကြည့်ပါ Master 30မှာယုံစတင်ပါပါရှင်အားလုံးပြေပါပါရှင်